ကျွန်တော်တငယ်ချင်းဆိုင်ရစကူသွားနိုင်ညီကိုစကူ brother ဘာနိုင်မလဲ ဟုတ်ကဲ့ကျွန်တော်စကူနိုင်မှာဘယ်လောက်တန်လေးရှိလဲ brother 9000တန်ရှိတယ်1000တန်ရှိတယ်1000ခွဲတန်ရှိပါတယ် ဒါ1000ခွဲလား မဟုတ်ပါဘူး1000တန် ဒါ1000ခွဲ ဟုတ် အဲ့ဒါ1000 ဟုတ်ပါဒါ1000ခွဲဒါ1000ပါမကြည့်တာလို့ပါ ရောင်းနေရလား ဟုတ်ပါတယ် 1000ခွဲနဲ့နိုင်လိုက်နိုင်မယ် ဟုတ်ကဲ့နိုင်ပါ ဖုန်းလေးခဏကင်ထားပါ ဟုတ်ကဲ့သူနိုင်ရ အားရပါရအကြာလို့ဒီတိုင်းမှလိုက်လိုက်မယ်ရလား ရပါတယ်လက်နဲ့ကင်နေပြီ အဲ့လိုလုံးလိုက်ပါမယ်ရပါတ ကျွန်တော်ဟာလေးကနည်းနည်းလေးပဲကျန်တော့ပါတယ် ဟုတ်ပါလေမွေးစကူကိုရှင်းတယ်နေပါပြီ ကျွန်တော်အဲ့လိုလေးရပါတယ်ဒါပေမဲ့သူပတ်စံပေးရတန်ပါတယ်နော် ကြည့်ပေးပါအောင်ဟုတ်ကဲ့ကြည့်ပါတော့မယ်ပြီးရင်သူ့ဆိုင်သွားပါမယ် ဒါလေးကကြတော့ဗောနော်ဟုတ်ကဲ့နီးအိမ်ပါ ဟုတ်ကဲ့မိုက်ပါလေ နီးအိမ် ဒါလေးလေးရအကို ဒါလေးပြပါ ဒါ1000ဒါ9000ဟုတ်တယ်နော်တောင်းွယ်ပါ ဒါလေးကကြတော့ စပီတီတော့ ဘိုင်းပေါက်ပါ Oh my god ဘလိုင်းဘက်မဟုတ်ဘူးလားဒါဘလိုင်းပေါက်တယ်လေဒါဘလိုင်းဒီတနက်ကလေးတယ်နော်မိုက် အိုး brother ကန်ကောင်းသွားပါပြီဒါလေးကကြတော့ blind bag ပါ Oh my god မှာပါ ကန်ကောင်း secret ကျွန်တော်ဖုံးမှန်လေးတုတ်လိုက်ခဏလေးပါရပါပြီ ဒါလေးကလည်းဒီကောင်မလေးပါ အိုးမိုက်တယ်တန်ပါတယ်တောင်းဝဲ ဒီကောင်ကကြတော့ စပီသွားလ ဒါ မ်း လေး Oh my god ကျွန်တော်လိုချင်တဲ့ဟာလေးပါ ဒါလေးကတော့ အဲ့ဒါလေး ဒါလေးရမယ် Oh my god ကျွန်တော်ရှစ်တန်းနေပေါ့ ဒါကြတော့ကျွန်တော်နဲ့မကိုင်းလို့ဒီရနှစ်ခုကိုတစ်ခုပဲရမှာကျွန်တော်လည်း အဲ့ဒါ ဘယ်လိုလုပ်စားဘူးမှာပါ ဟုတ်ကဲ့ဒီဟာ secret ပါရနော်ကျွန်တော်ပြီးဖောက်ကြည့်မယ်ဒီမဲ့ကြည့်လိုက် secret ကင်မရာနည်းနည်းဝါနေတယ်ဒီမဲ့ကြည့်ဒီမဲ့ဒါဘာကောင်လဲမသိဘူးကျွန်တော်လည်းမပြောတတ် ဖရလေးလေဗျ ဒီဖာလေးက ပါလေဟာ ဒီ ကိုလေးကအပါလာကူချိမစင်းနေဘာနာနေ ဒီဟာ ကိုနေကပါလာကူ ဘိုနေကအမ်ဘာလာ အိုးကိုကန်ကြီးပဲကောင်း က တယ် ပူချီနိုအဆ ဒါ စီ လေးက နို တော်တော်ကန်ကောင်းပါတယ် ဒါဘာလဲတော့မသိ ဒါလေးကတော်တော်ကန်ကောင်းပါတယ် Oh my god ကျွန်တော် ဒီကတော်တော်ကန်ကောင်းတယ် ဒါလေးဖောက်ကြည့်မယ်ပြီးရင်ခဏလေးပါဟုတ်ကြတယ် အိုးဒီမှာ Oh my god စလိုင်းလေးစားနေပေါ့တယ်။ Oh နောက်ထပ်အများကြီးကိုကြံသေးတာပဲ။စစ်တန်းနေပြီ ဒီမှာအိုးဒါလေးလည်းပါတယ် ။ Oh my god ရှစ်တန်းပါတယ် အိုးဒါလေးကတော့မိုက်တယ်ဒီမှာဒါလေးကတော့ဒါလေးပဲပေါ့ကွာ ။ဟုတ်ကဲ့။တန်ပါတယ်။ရှ ကဲ စ်တန်းနေပါပြီ ဒါလေးကကျတော့တိတ်ပြီးတော့နည်းနည်းမမြတ်တဲ့အတွက် ။နှစ်ခုကိုတစ်ခုပေး။ဟုတ်တယ်နော်။ဒါလေး ဒါလေးပါ ဟုတ် ဒါ ကဲ့ ခရမိုးလေးရ ။ခရီးလေးမိုက်ပါတယ်။တန်ပါတယ် ဒါနဲ့နှစ်ခုကြည့်ပဲဆိုတော့ဒီအကုန်လုံးကိုကျွန်တော်ပေးရမယ်ဆိုရင်တော့ဒီရလေးရယ်ဟောနော်စတိကနှစ်ခုရယ်ဒီကနော် ဟမ်ဘာဂါလေးပေးပါ အဘကဟုတ်ကဲ့ပါပေးပါမယ်ဒီကခွေးနှစ်ခုရယ်ဟုတ်ကဲ့ပါ ။ဟိုအကုန်သိမ်းသွားပါပဲကျွန်တော်ဝါစကူလေးနဲ့ ဒီမှာဒီထဲမှာလည်းကြံသေးပါတယ် ။ဟိုဒီဟာလေးရ ရ ပါ တော့ လေ လက်ဆောင်တစ်ခုတော့ပေးရတယ်ဗျာ ။ဟုတ်ကဲ့လေးတွေမိုက်တယ် ဟုတ်မယ်ကလေးပါ Oh my god ဒီကလေးမိုက်တာပဲ ဟုတ်ကဲ့ပါအိတ်လေးနဲ့ထုတ်လာ ရထုတ်နေတော့ကိုပြီးရင်လက်နဲ့ဒီဟာလေးဖောက်ကြည့်လိုက်အောင်မယ် ဟုတ်ဖောက်ကြည့်လိုက် ကိုပတ်စံပေးပြီနော် ဟုတ် ရတာခဏလေးဖောက်မယ်မပေါက်မယ်နဲ့မကြည့်ရနဲ့ဟောဒီနေ့ကျွန်တော်မကြည့်သေးဘူးကျွန်တော်မ app ကင်မရာလေးပြရတော့ကျွန်တော်အပေါ်မော့ထားတယ် Oh secret တာ sakura အဲ့တော့ဒီထဲမှာမပါဘူးတဲ့လားဒီမှာကြည့်တာ sakura မပါဘူးတဲ့လားကျွန်တော် secret ပေါက်သွားပြီဟာကျွန်တော်ပြန်ထည့်မယ်နောက်တော့ Pokemon လည်းဖောက်ကြည့်ရအောင် ပိုကီမွန်လေးရတော့ဘောနော်ကျွန်တော် ဖောက်ကြည့်မယ် Pokemon လည်းဖောက်ကြည့် ဖောက်ကြည့်လိုက်ဖောက်ကြည့်လိုက် ဖောက်ကြည့်လိုက်ပြီဘာလေးပေါက်မယ်ကျွန်တော်ကြည့်သေးကျွန်တော်သူ့ကိုပဲကြည့်နေတယ်ခဏလေးနော်ဘာလေးလဲ Oh my god မိုက်တယ်အယုတ်လေးဟူဒီလေးနဲ့ကျွန်
တော့ဒါနဲ့ဒီကဘယ်လောက်6000ခွဲလောက်ရှိတယ်ဒီရုပ်တရုပ်ကို 6000မကပါဘူး9800ပါ ဟာ9000တောင်ရှေ့တန်းနေဗျာ1 school လေးနဲ့ပေါက်ကြရပြီးရင်နောက်ပတ်2မှာကျွန်တော်တငယ်ရင်းဆိုင်ထပ်သွားမယ်ခုကဒီကလေးသူ့အိတ်နဲ့ထိတ်ခိုင်းလိုက်အဲ့ဒါဆိုရင်ကျွန်တော်ပတ်2မှာပြန်တွေ့ကြမယ် bye bye peace